broken promises ကျိုးပြဲနေသောဂတိများလှလှပပကြောမမော့လေးဝတ်စားဆင်ရင်ပြီးပျော်ပျော်ရွှင်ရွှင်လေးတဲရမယ့်ပွဲလန်းသပင်တွေကျမမှာမကြာခဏကြုံကြရဖိတ်ကြားခံရတတ်ပါတယ်ကိုယ်တိုင်ကျင်းပရတဲ့ပွဲတွေလည်းရှိတာပါပဲဒီလိုပွဲတွေကြုံလာတိုင်းကျမလည်းတက်တက်ကြွကြွနဲ့ဘယ်အယောင်လေးဝင့်မယ်ဘယ်လိုလေးဆင်ရင်ထုံဖွဲ့မယ်ဘယ်ဖက်နှက်ကလေးစီးသွားမယ်အစရှိသဖြင့်ပြင်ဆင်မြဲဖြစ်ပါတယ်ဒါပေမဲ့ကျမစိတ်ထဲမှာအဲ့ဒီလိုပွဲတစ်ခုကိုသွားချင်ပြီးလှုပ်ချင်ပြီးဆိုရင်စိတ်အနှောက်အယှက်တစ်ခုပေါ်လာတာလဲ10ခါမှ9ခါလောက်ကမလွဲပါဘူးပျော်ဖို့အားခဲထားတာမပျော်ရတော့ဘူးမပျော်နိုင်တော့ဘူးဆိုတာမျိုးဖြစ်ရတာပါမသွားရတော့ဘူးမိတ်ဆွေတွေနဲ့မတွေ့ရတော့ဘူးမလုပ်ပေးနိုင်တော့ဘူးဆိုတာမျိုးတွေဖြစ်လာတတ်တာပါသွားဖြစ်လှုပ်ဖြစ်ခဲ့ပြီဆိုရင်တော့ကျမစိတ်ပြဖြောက်တတန်းရှိမနေဘူးမှန်းထားသလိုမပျော်တော့ဘူးမှုတွေအောက်ကုန်တာမျိုးပါဒါကြောင့်ကျမညီမလေးတယောက်ကပြောတယ်မမုံကလေတခုခုလုပ်မယ်ဆိုရင်စိတ်အနှောက်အယှက်ဖြစ်ဖို့တခုခုကြုံရတာပဲနော်တဲ့ဒီစကားကကျမကိုစဉ်းစားစရာဖြစ်စေပါတယ်ကျမကိုပြန်သုံးသပ်မိတယ် reflect လုပ်ကြည့်မိတယ်ကျမအရင်ကကျေသီးမစုံတော့တဲ့အင်ဂျီလေးတွေစစ်ပြဲနေတဲ့စကတ်ဘောင်းဘီလေးတွေသူများကိုစွန့်ကြဲပြီးကန်ခဲ့ဖူးပါတယ်အဝတ်အစားများတာကြောင့်ပေးလို့လူလို့လည်းမကုန်နိုင်ခဲ့ဘူးဒါပေမဲ့တခါတလေမှမပြည့်စုံတာလေးတွေကိုမရည်ရွယ်ပဲထပ်ပေးလိုက်မိတာလည်းရှိပါတယ်အင်ဂျီလေးကအကောင်းသေးတာပဲစစ်ပြင်လိုက်လို့ရတာပဲကျဲသီးလေးပဲမပါတာပါဝိရင်အကောင်းပါလို့တွေးပြီးပေးခဲ့တာမျိုးပါပဲဒီအကြောင်းကိုစာတော်ရေးခဲ့ဖူးပါသေးတယ်အင်ဂျီလေးဝတ်စုံလေးတွေရတဲ့အခါပျော်ရွှင်ကြမှာတော့သိချပါတယ်ဒါပေမဲ့တကယ်ဝတ်ကြည့်မှကျက်သီးလေးကမစုံတာနဲ့စစ်ဆွဲလို့မရတာနဲ့ကြုံရတော့လေအပြည့်အဝတော့ပျော်ရွှင်ရမှာမဟုတ်ဘူးဒါကြောင့်နောက်ပိုင်းမှာကျမအဝတ်အစားပေးရင်အနာအစာလေးတွေကိုသိချအောင်ပြူပြဲကြည့်ပြီးပေးတက်ခဲ့ပါတယ်ဘေးကန်စွတ်ကျဲခြင်းတွေကိုပြည့်စုံစေခြင်းနဲ့ပျော်မယ်လို့လုပ်ပြီးမပျော်ရပဲဖြစ်သွားတဲ့အကြောင်းကိုစဉ်းစားမိတော့ဒါလေးကဖြစ်ခနဲပေါ်လာတာကိုပြောပြတာပါနောက်တစ်ခုကျမကိုအလုပ်လုပ်ပေးတဲ့သူတွေထဲမှာတယောက်ကငွေနဲ့ပတ်သက်ရင်အနှဲငယ်မယူဖြောက်တာကိုကျမရိပ်စာမိပါတယ်အနှဲငယ်လို့ပြောရတာကလည်းတကယ်ကိုဘာမှမဖြစ်စလောက်အနှဲအချင်းပပလေးလှုပ်တက်တာကြောင့်ဖြစ်ပါတယ်အဲ့ဒီလောက်နဲ့ကတော့ကျမလည်းမပြောချင်တဲ့အတွက်ငြိမ်နေခဲ့ပါတယ်ဥပမာ900ကျတဲ့ပစ္စည်းတစ်ခုကို800ကျခဲ့တဲ့အမားလို့ပြောတတ်တာမျိုးပါပဲကျမအနေနဲ့က300ပိုတောင်းတာကိုဘာမှမဖြစ်ပဲကိုကတော့နောက်ထပ်900ယူသွားလို့ပေးလိုက်အောင်မှာပဲဖြစ်ပါတယ်စဉ်းစားတာကအမြဲတမ်းပိုလဲပေးနေပါတယ်သို့တော့ဘာမှမဟုတ်တဲ့ရာကနန်းထောင်ကနန်းအစွန်းထွက်ကလေးတွေအဲ့လိုလုံနေတာတီးတော့စိတ်ထဲမတင်မကျဖြစ်လာတယ်အင်္ဂလိပ်လိုဆိုရင် sneaky ဖြစ်တယ်လို့ပြောရမလားပါပဲကျမဘသူ့ကိုမှကလင်ကချင်မလုပ်ခဲ့ဘူးအကျွေးယူပြီးပြန်မပေးတာသူများပစ္စည်းတွေမသိအောင်ခိုးတာမရှိခဲ့ပါဘူးငါလိုကောင်းတဲ့သူကဘာဖြစ်လို့အဲ့ဒီလိုသူများကမလိုက်တပတ် sneak လုပ်တာခံရတာလဲလို့ကျမစဉ်းစားမိပါတယ်အဲ့ဒီမှာလဲတခုပေါ်လာပြန်လာပါပဲကျမအလုပ်လုပ်တုန်းကကျမအခန်းထဲမှာ color printer တစ်လုံးရှိပါတယ်ကျမစိတ်ကြိုက်ပါပဲကျမဘာလုပ်ခဲ့လဲဆိုရင်စာရွက်ထုတ်ကိုဘာကိုဝယ်လာတယ်ပြီးတော့ကိုကြိုက်တဲ့ဓာတ်ပုံတွေစာတွေအစရှိသဖြင့် online ကကြိုက်တာတွေကို color printer နဲ့ထုတ်တော့တာပါပဲကိုစာရွက်ကုန်သွားတဲ့အခါလဲအလောက်ကခွင့်ပြုထားတဲ့စာရွက်တွေအနည်းအပါးယူသုံးမိတာမျိုးလည်းရှိခဲ့ပါတယ်ဆရာမကြီး Louis Hay ရဲ့ Mirror Work ကိုလိုက်လို့ရင်ဒါမျိုးတွေကလည်းကလင်ကချစ်မလိုက်တပတ်လုပ်တဲ့ထဲမှာပါတယ် Universe ကိုလည်း message ပေးလိုက်တာပါပဲ Hey I'm sneaky လို့ပြောလိုက်တဲ့သဘောပါပဲတဲ့ဒါကြောင့် sneaky ဖြစ်တဲ့လူတွေတွေ့ရပါပြီကို sneak လုပ်ကြပါပြီတကယ်တော့ဒီ printer အခန်းထဲထည့်ထားပေးတဲ့အကြောင်းကလည်းအလုပ်အတွက်အသုံးပြုဖို့အတွက်ပဲဖြစ်တယ်
ကိုရေးကိုတာအတွက်မဟုတ်ဘူးလေဒါပေမဲ့ကျမတို့ကဘာမှမဖြစ်တော့ပါဘူးဒီလောက်လေး300လောက်ကရပါတယ်သူများတွေလည်း300ပဲဘာဖြစ်လဲနည်းနည်းပပပဲလို့ကျမတို့တွေတက်ခဲ့ကြပါတယ်တကယ်တော့ကျမတို့တတိမထားမိတာကအဲ့ဒီနည်းနည်းပပရဲ့ကြရဲ့ကိုကမဆုံးနိုင်အောင်ရိုက်ခတ်နေတာကိုခံကြရတာပါနောက်တစ်ခုရှိသေးတယ်ကျမရဖို့ရှိတဲ့ကိစ္စတွေဆိုရင်ချက်ချင်းရမလာတတ်ပဲတဆောက်ဆောက်နဲ့စောက်ဆိုင်ရတာမျိုးတွေပါပဲအမရေဒီနေ့ပေးမယ်နော်ဆိုရင်နောက်2ရက်လောက်မှရတာမျိုးပါစီးပွားရေးပညာသင်တော့ရစရာရှိတာတွေအကုန်ရအောင်ယူပြီးပေးစရာရှိတာတွေအကုန်နောက်ဆုံးမှပေးဆိုတဲ့ logic တစ်ခုသင်ခဲ့ရပါတယ်အဲ့ဒါကအတော်ကြာအောင်အယူဆွဲနေခဲ့တယ်လို့ပြောရမှာပါပဲနောက်တော့ကျမပြောင်းပြန်လန့်ပြစ်လိုက်ပါတယ်ကိုကပေးမယ်လို့ပြောထားတဲ့အရာတွေကိုတက်နိုင်သမျှအမြန်ဆုံးပေးလိုက်ပါတယ်ကိုကြောင့်သူများကိုစောင့်ဆိုင်ရတာမျိုးမဖြစ်စေချင်လို့ပါပဲလှုပ်ပေးမယ်ပြောလိုက်ရင်လှုပ်ပေးလိုက်တယ်လွဲပေးမယ်ပြောထားမိရင်အမြန်ဆုံးပဲလွဲပေးလိုက်ပါတော့တယ် broken promises တွေမဖြစ်အောင်အထူးရှောင်ခဲ့ပါတယ်ဒီဥပမာ3ခုကကိုယ်တိုင်ကြုံခဲ့ရတာတွေပါပဲဘာမှအကြီးအကျယ်မဟုတ်တာလေးတွေလို့ယူဆလို့ရတဲ့ကံအလုပ်လေးတွေကိုနိုင်မှာကိုကမဆုံးနိုင်တဲ့တက်ရောက်မှုရိုက်ခတ်မှုတွေရှိနေတတ်ပါတယ်ဒါမျိုးတွေလုပ်နေခဲ့တာလှုပ်တက်နေတာဟာအခုဘဝမှာတင်မဟုတ်ဘဝအဆက်ဆက်တောက်လျှောက်လှုပ်လာခဲ့တာတွေကြောင့်လဲတတိတွေဂိမ်းနေတာမျိုးဖြစ်ပါလိမ့်မယ် law of cause and effect အကြောင်းကြောင့်အကျိုးဖြစ်တဲ့ဥပဒေသားကိုပဲကြည့်ပါကိုနဲ့ပတ်သက်နေရတာတွေကိုကြုံတွေ့နေရတဲ့အခြေအနေတွေဟာကိုယ့်ရဲ့ရောင်ပြန်တွေကိုယ့်ရဲ့တစိမ့်တဒေတာတွေဖြစ်နေတတ်တာပါတတိရှိရှိလေးနဲ့နေ့စဉ်ဘဝကိုကြည့်နေတယ်ဆိုရင်ကိုလည်းပုံစံအမျိုးစုံနဲ့အပြန်တွေ့ရမှာပဲဖြစ်ပါတယ်တိတ်တော့အံ့ဩစရာမရှိပါဘူးကျမတို့သိချင်သိမယ်မသိချင်မသိဘူးညံမမီတာမျိုးလည်းဖြစ်ချင်ဖြစ်မယ်သို့တော့ကြုံရသမျှကောင်းတာဆိုးတာမှန်သမျှသည်ကိုပါဝင်ပတ်သက်ခဲ့မိတဲ့အကြောင်းတွေကြောင့်ပဲဖြစ်ပါတယ်အခုစာစုထဲကအကြောင်းအရာလေးတစ်ခုကို Money Mindset Miracle စာအုပ်ထဲမှာနည်းနည်းလေးပေမဲ့မဆုံးနိုင်အောင်ရိုက်ခတ်နေတော့ကြရဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့ဖူးပါတယ်